အားလုံးပဲမင်္ဂလာပါတော့ဒီနေ့မှာတော့ကျွန်တော်စိတ်ဝင်မှုကတော့ကျွန်တော်မှရှင်းပြထိုးတန်းလေးကိုအောင်လုပ်ဖို့ပေါ့နော်တော့ဒီ TND အများကြီးကိုဖြည့်ဆည်းပြီးတော့အောက်ကိုဆင်းရမယ်ပေါ့နော်စိတ်တော့ခက်မှမထင်ပါဘူးအားတက်လေအောင် Yo what oh my god TND နည်းနည်းဖြည့်ရထိုးတန်းလေးကုန်သွားပြီ Okay တော့ထိုးတန်းတော့ထည့်ယူလိုက်ပါပဲ TND 23 vlog ပဲဖြည့်ရသေးတယ်ကွာထိုးတန်းတစ်ခုကုန်သွားပြီထိုးတန်းဒါဆိုရင်တစ်ခုကုန်သွားပြီဟုတ်တယ်မလားတော်တော်မလွယ်ပါလားကွာတော့ဆုတ်ကြမယ်အိုးထိုးတန်း3ခုကုန်သွားပြီဆက်လုပ်မယ်ယို4ခုကုန်သွားပြီဒီထောင်လာတဲ့အတိုင်းနဲ့ကုန်သွားပြီထိုးတန်းဒီလည်းအများကြီးကုန်သွားပြီဆိုတော့ no ဒီထိုးတန်းတွေကလည်းကြံသေးတယ်အဲ့ဒါတော့ဒီထိုးတန်းတွေကုန်အောင်လို့ကျွန်တော်နားမှာထိုးတန်းတွေပြောင်းလို့ပေးနိုင်မယ့်အရာရှိရလားဆိုတော့ဟိုမှာတော့ပွေးလေးတွေ့ပါရဲ့ဗျာအဲ့ဒါဆိုတော့ဒီရွာမှာရှိတဲ့အာယုံကန်လည်းတက်လာခံမယ်ပေါ့နော်ဒီရွာမှာအာယုံကန်လည်းရှိပါသေးကွာအာယုံကန်လည်းကကျွန်တော်တို့တက်တဲ့ချိန်မှာတော့လက်တွက်နေမှာဖြစ်မှာပေါ့နော်ထိုးတန်းကိုတစ်ခုပြီးတစ်ခုလဲနိုင်မှာဖြစ်မှာအဲ့ဒါဒီရွာမယ်ဆိုရင်မဖြစ်မလဲဆိုတာကတော့စက်ကြိုက်ပါIron Golem. Hello, Mr. Iron Golem. Oh, မြင်တဲ့အတိုင်းပဲအကောင်ကြီးကစက်တိုက်ကိုရိုက်တာဗျ။နေရောလေကွာငါထိုးတန်းနေယူရော။ Oh မြင်တဲ့အတိုင်းပဲဗျာ။မတစ်ဖက်နဲ့ရတစ်ခါလောက်ရိုက်နေတယ်။ဒီမှာအိုးဘာပြီးရန် Okay ကောင်မလာသေးဘူး။ Hello ပါပါပြီကွာ no ငါရဲ့ထိုးတန်းလေးတွေTND နဲ့ကာလိုင်းလောက်ပါရဲ့ကွာပါပြီကွာ Oh တော့ရဆက်ခွဲလုပ်ခဲ့ကြပါဦး bye bye